အရသာတွဲတက်တာမဟုတ်ဘူးရတာမဟုတ်ဘူးနည်းနည်းထည့်ပါမယ်ပြီးလိုရထားလေးရောက်ဆိုရင်ကြော်ထားတဲ့နှာခေါင်းလေးလောင်းထည့်လိုက်ပါတောင်ကြီးစခန်းထောင်းနေရုပ်ဒီနဲ့မွေလို့တမဝါပြီဆိုရင်ကြော်ထားတဲ့တက်တုံကြော်လေးထပ်ပြီးလောင်းထည့်လိုက်ပါမယ်ညွညွမိုင်းနာတောင်နဲ့ပြကြီးမွေလာပါညီလေးတို့ရောသဘာဝလာရှူနေနေတာညွညွမိုင်းနာတောင်နဲ့ပြကြီးမွေလာပါညီလေးတို့ရောသဘာဝလာရှူနေနေတာကျွန်တော်တွေနေနေစီကားတွေတန်းရပါသည်လက်ပြူပြူထားတဲ့ကြောင့်လေးဒီလေးထည့်ပြီးတော့တာချေထားခံပါလေထည့်ပြီးစားလို့ရပါတယ်ဒီလေးနဲ့ပဲပြီးပြီးလေးနဲ့ပဲဖြစ်တွေ့ထားလို့ရပါတယ်ရှင်တကယ်ချင်းတို့လည်းအားရင်